ယုံမှုဆိုတာမကြုံဘူးလို့ပါတကယ်ဖြစ်ခဲ့ပြီလောကရန်ရဲ့အခက်ခဲဆိုတာခဏလေးပဲကွာမျက်လုံးတစ်မိမ့်မှာပျောက်ကွယ်သွားလောကအိုလောကရစလုံးနဲ့လောကတန်များ